လာပါရှင်ဒါကတော့စိတ်နှစ်ပိချက်သေးလေးတို့နော်ဒီမှာ15ချက်သားတပုတ်တက်သားသေးလေးတို့ပေးရတဲ့ဈေးနဲ့လုံးဝတန်နေသေးရမယ်ဒီမှာစိတ်သားနိုင်ချင်းနဲ့အဲ့မှာစိတ်သားကိုလှော်ပြီးမှချက်တာနော်သေးလေးတို့စိတ်သားကိုလှော်ပြီးမှချက်တာဒါစနေအော်ရာတွေနော်သေးလေးတို့နော်ဒီဘက်မှာမြင်းတို့နေဝေးဘောလုံးစနေပို့တယ်တနင်္ဂနွေနေ့လည်းအလုပ်ဖုံးပိတ်တယ်အိမ်တိုင်းဖွင့်တယ်နော်ဒီမှာစိတ်သားကိုလှော်ပြီးအနစ်ကိုရှင်းအဲ့ပဲဒီမွေးလေးနဲ့သေးလေးတို့နော်အဲ့စိတ်ညီနဲ့လုံးဝမရသေးဘူးပြင်းရမ်းမိန်တော့အဲ့ကူကအကောင့်တက်မှာဖုန်းနံပါတ်တွေရှိတယ်ဖုန်းစပင်းမှာတော့ပုံမြန်တဲ့သေးလေးတို့ဟိုလိမ့်စာဘိုင်းသမားမမဲဆိုလဲလိမ့်စာအပြည့်စုံလေးနဲ့မှာပြီးပါထွင်ရင်းလေးမှာကျလို့ဆိုအဲ့လိုမပို့တဲ့သေးလေးတို့လိုရေးခီးမရောက်လို့နောက်တစ်ခုက TikTok message တွေမှာမင်းတို့သေးသိမ့်မရောက်ပါဘူးရှင်နော်အလုပ်ကိစ္စလူမှုရေးကိစ္စတွေဆိုဖုန်းတက်ပေးပါနော်စာဖို့မပြောပါနဲ့ရှင်ညာနည်းနည်းညပါအသက်ဝင်ပေါ်လာညာမကျစိတ်ကလာကြတာတော့မပြောမိဘူးလည်းမကန်ဘူးမကဖင်းကြီးဖင်းကြီးညိုင်းပါလေဒီပါနီးရှော့ကလေးပါတယ်တာဒါဤတော့စားလိုက်တာစိတ်ကြီးတယ်ဟာလည်းညိုညံ့တာကြတယ်လေးတို့ဒါကတော့ညင်းသိငပိချက်ပါရှင်နော်ညင်းသိငပိချက်အရန်စားကောင်းတော့နဲ့ပစုံကြောင့်အနှစ်9ချင်းနဲ့ညင်းသိငပိချက်ကိုလေညင်းအချစ်တွေကလေညင်းသိကြိုက်တဲ့သူတွေကလေညင်းသိအောင်မဟုတ်တော့ဘူးနော်အဲ့ပစုံကြောင့်အနှစ်ကလေးမှာဟမ်ညောင်းနှစ်ကလေးမှာချိန်တာအကောင့်ထဲမှာဟင်းသေးလုံးနဲ့ဖုန်းနံပါတ်တွေအကုန်တင်ပေးထားပါတယ်အမသမီးကအဓိကမရိုင်းနေတယ်ဟင်းလေးကိုအဓိကရိုင်းအဲ့တော့အမညင်းသိငပိချက်ညင်းသိကိုလည်းလုံးဝစီးနေပါညင်းသိငပိချက်စီးပိုင်းတော့ဖုန်းလေးတို့ရေဒါကတော့ချက်မောင်ကျော်15ချက်သားတပူကိုတန်းလေးတို့9တာနော်ပေးရတဲ့စိမ်းနှလုံးဝတက်နေသေးရမယ်မကြည့်ဘူးအရန်လာတော့ချက်မောင်သားကြီးပဲတန်းလေးတို့အကောင့်ထဲမှာဖုန်းနံပါတ်တွေရှိတယ်လိမ့်စာပြည့်စုံတဲ့ဘိုက်ပါနေမှာပေးပါဖုန်းစပီမှာပေးပါတစ်တော့ကနေမှာလိုရင်းမရောက်တစ်တော့မှာတိတ်ပြီးမရအောင်ရင်းလို့လေစာဖေးမှုမားရင်အကောက်ဘန်းခံမှာသေးလို့စာလည်းတနေ့100တိပဲပြင်လို့ရတယ်မှာချက်မောင်ကျော်လေးကပ်ပြပါမိနာလို့လာနေရောပဲချက်မောင်မြင်းတော့လေလှော်ပြီးမှကြော်တာသိလားမချက်မောင်ယူနည်းနည်းလေးတွေရင်းတာတစ်ဆောင်လေးတွေမှာအဲ့လိုပိုင်းဖဲတော့ကလားလိုက်ပါနော်မအယိုးလေးနည်းနည်းလေးပါရမယ်အမအယိုးကမရင်းဘူးအယိုးအဲ့လိုလေးမြင်မကြိုက်တာနော်လုံးဝပစိုးကြောင်းမဟုတ်နိုင်ချင်းနဲ့လုတ်ပေးထားတာဒါအယိုးလေးတွေတော့နေ့အဲ့လိုအယိုးလေးတွေတွေ့ရင်လုံးဝကြမနေတတ်တာလှော်ပြီးမှကြော်တာတဲလေးနော်သူ့ရဲ့အချင်းတက်ကိုအဓိကမြင်ထိန်းတာပစိုးကြောင်းမဟုတ်နော်ငပိရမြန်မာတို့ပတ်သက်နဲ့ကိုက်ညောင်းနည်းနည်းလေးပဲထည့်တာမရှိလေးခုပါအဲ့လိုမရတဲလေးတွေမညာဒီစိတ်ပြားဆက်ကလေအထိုးကလေမအိမန္တလေးမအိစတာကောင်ဒီလောက်တဘူးဒီလောက်အများကြီးပဲအမြင့်စားတာပဲရအရင်စားကောင်းစိတ်ပြားဆက်တို့မှာစားခြင်းအဲ့မှာမှာစားမန္တလေးရမအိမှာအရင်စားကောင်းဒါအချို့ဒီတမင်းရစားခင်းကြဒါမြင်ရောင်းနေ900နဲ့အရင်ရင်းနဲ့မုံလာဦးတင်နေကောင်းလိုက်တာဒီနေ့အိမ်မှာမုံလာဦးချင်းနဲ့ကြက်ဥတော်နဲ့ငပိရင်နဲ့ကောင်းမုံလာဦးရဲ့ကော်ရကားတီးရဲ့ပစုံယိုးနီရဲ့မကြီးရွက်ကမကြီးညီ9ကောင်းရဲ့မကြီးရတဲ့တော့တမန်လေး9ကျော်ပါလိမ့်ဒါမနေ့ကကိုထမင်းညိုင်ထည့်ပြီးဒီဆက်ချင်းချက်ကြော်လေးနဲ့ကိုကခရမ်းကလေးဒီပိုင်းညိုင်ချက်တယ်ငါချောက်ပပတီကြီးလေးကြော်စားငါရုပ်လေးနဲ့ကလေးနဲ့ဒါကကောင်းတယ်ကောင်းတယ်
ငါကြောက်ပပလေးကိုကြော်စားဥမာသားဘူးတော့ပါတော့ဒီရွှေမလဲရတခိုးကလေသူ့အိမ်ကိုဖောက်သွားတဲ့ထက်မှာသူ့ရဲ့ဘောလီကောင်းသားကြီးပါသွားတယ် ငါတကယ်ညာကဲဖြစ်နေတော့ အဲဟုတ်ပါတော့ရှက်မမေကလေးတော်ပြီမမေတော်ပြီညချနေတာမြရှက်တော့မမေကလေးသားကလေးတဲ့အန်တီကလေးတဲ့ နေရပြန်ပြီးတော့တိကလေးပါပါတယ် ဒီအကြိုက်တော့လို့မရဘူးစေးတော့မှာဟိုမှာစေးတော့ဖိနေချင်းနေဖြစ်နေလို့ ရရလား အေးလို့နည်းနည်းပေါ့ဖိနေချင်းနေလေးဖြစ်နေလို့အမလေးတော်သေးတာပေါ့သူတို့အိမ်ကလူတွေအကုန်လုံးမကြသွားတာတခုမှတယောက်တည်းသူတို့အိမ်ကတကယ်ကြလူအုပ်တောက်နေနော် တော့တတိကလေးလည်းလက်လူကိုပြီး အာရင်းနေတဲ့သူအာနင်းညနေရင်းနေတဲ့သူပဲအဲ့ဒါ တယ်လို့ဟုတ်တယ် ညနေနင်တို့အိမ်ကြောင်သိနေနင်တို့ရဲ့အလူမီနီယံတကားကလည်းလုံနေလေ အေးလေပတ်စမတွေပါတော့တကယ်ချင်း ပတ်စောတော့ညခက်ခက်ခတ်ထားတော့ဟိုကမပွင့်သူ့ရဲ့တကားလေခိုင်နိုင်ရောက်ထွက်လို့သူ့မနဲ့လိုက်ပို့ပြီးလေဟဲ့နေ့တကား9000ခုတည်းရတယ်ကျိုးတကားဒီလိုလေးကျွိဆိုတာနဲ့လေအလူမီနီယံမှလေသူကလေတန်ကုန်ညာ9ထပ်နဲ့ထပ်ထားတာအမပြောလိုက်ချင်မန္တလေးမှာဘာတိမတို့ဆိုင်ဝင်ပွဲတော့မသွားရသေးဘူးအစောကြီးဖုံးဝင်လာတာတခုံးဝင်လာပထမအဲ့ဝင်သွားတော့မှချက်ချင်းပဲပစ္စည်းပါသွားတယ်မပါသွားဆိုသူတို့ရမသိဘူးနောက်တစ်ခါကျတော့မှဖုံးမှာပါသွားတယ်အင်ကြီးထပ်လိုက်တယ်ပါသွားတယ်အင်ကြီးတော့သူရောင်းတယ်အထက်လိုက်တယ်တော်သေးတာပေါ့အိမ်ကအမေကိုမတည်သွားလို့ အဲ့ဒါတဲလို့မြငါတို့ဦးစားမင်းသားလေးဆို ဟိုသာမင်းလာတော့နော်ရှင်နေရတယ်လို့သူတို့အိမ်မှာအင်အားတောင်းနေအင်အားတောင်းနေကြတယ်အဲ့တခုံးဝင်နေဆိုတဲ့မပြစ်နိုင်ဘူးနိအိမ်နဲ့အတွင်းကလည်းပေါင်းညံတာပြန်တယ်အမကြီးနဲ့ပြစ်နိုင်တယ် ပါသွားတယ်သူဘော ပါဝလာသူဘောအမကြီးဘော ပေါင်းတဲ့သူပစံနဲ့တော်သေးတယ်ငါအဲ့တယ်ပဲပါသွားတယ် ကြီးရတယ်လို့နော်အပြီးတော့တကယ်ချင်းနေ CCTV လေးမသိအောင်တတ်ထားလား လက်ထားလိုက်မယ်လေဟိုကတက်တောင်းလိုက်တော့နှစ်တော့တော့တော့တယ် အုံးနဲ့မှဝါပြပြီးတော့တကယ်လို့ကြီးရတယ်သူတို့ရင်ကလေတခုတ်ခုတ်ကတော့ကိုကလေဘေးနားနေသူ့ကိုဥတွေတက်နေသီလားတကယ်နော်ဟိုခိုးသားတဲ့တခိုးကလည်းအဲ့ဒါဝင်နေကြမလို့တဲတို့အိမ်ကိုတိနေကြမလို့သီလားဟိုမြဲတမ်းလေဒီအိမ်မှာဒီအချိန်ဆိုဒီလူတွေပင်မန်းနေအကြရင်ကလက်သိကလမော့အိမ်နေသူတို့ဝင်ဘာမှမသိတော့ဘူးအဲ့လိုမျိုး ဟုတ်တယ်ငါကြားဖို့တော့ဒီမှာခါသွားကြည့် ပြဖို့ရမှာငါတို့ စိတ်ကြိုအဲ့နဲ့အင်ကြီးလေးစရောက်မှလေဆိုအရင်ကပါသွားတော့အရင်ကပြုတ်တော့ မင်းလည်းတကယ်ဈေးကြီးတော့အလက်ကြီးမှပါသွားအထက်ကြီးမှပါသွားတယ်လို့တော့မထိုင်ရောမှလည်း ကန်စားရတယ်တကယ်ချင်းအဲ့အောင်မြင်ပြီ